ပြည်သူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမှန်တိုင်းပြောပြလာတဲ့ရဲလေးမောင် Hello ဆယ်လီမမလာပါပြီရှင်အနုပညာဆိုင်ရာအကြောင်းအရာတွေနဲ့အတူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ရဲဒီမာကတော့အရင်တုန်းကမြမဗီဒီယိုခစ်မှာဆိုရင်မိမရှာတယောက်အနေနဲ့ပါဝင်တရုပ်ဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်ဇလန်တိုင်းလိုမှာရဲလေးမကိုတွေ့မြင်နေကြရတာဖြစ်တဲ့အတွက်ဇယံလောကမှာဆိုရင်အောင်မြင်တဲ့အနုပညာရှင်လို့ပြောရမှာဖြစ်ပါတယ်ရဲလေးမကလက်ရှိချိန်မှာတော့အနုပညာလို့တချို့ကိုနားထားတာဖြစ်ပြီးရဲလေးမနာမည်နဲ့မုံဟင်းငါးဆိုင်တွေကိုအများကြီးဖွင့်လှစ်ထားတာပါဆိုင်ခွဲပေါင်းများစွာကိုလည်းဖွင့်လှစ်နိုင်ပြီးရန်ကုန်နေပြည်တော်လိုနေရာမျိုးတွေမှာတော့ဆိုင်ခွဲတွေဖွင့်လှစ်နိုင်တဲ့အထိအောင်မြင်နေခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ရဲလေးမကပြည်တီဦးနဲ့အိန္ဒြာကျင်စင်တို့ရဲ့သမီးအကြီးပြည်သူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမှန်တိုင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တွေအားလုံးကအိန္ဒြာကျင်စင်တို့မိသားစုကိုချစ်ကြပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေကစပြီးအင်နာကျော်စင်တို့မိသားစုကပရိသတ်တွေရဲ့ရှေ့ကိုတိတ်ပြီးတော့ထွက်လာတာမျိုးမရှိသလိုရုပ်ရှင်ရိုက်ကူးရေးတွေကိုလည်းရှင်းနာထားတာကြာပြီဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကမျှော်လင့်တောင်းတနေတာပါ။အင်နာကျော်စင်ရဲ့ဓာတ်ပုံလှလှလေးတွေကိုမြင်လိုက်ရရင်ဆိုရင်တောင်အမောပြင်းနေကြရတာဖြစ်ပါတယ်။ငလင်ဘေးသစ်ကာလာတုန်းကဆိုရင်တော့အင်နာကျော်စင်ကသူ့ရဲ့မိသားစုတွေနဲ့အတူငလင်ဘေးသစ်တဲ့နေရာတွေမှာကိုယ်တိုင်ကိုယ်ကျသွားရောက်လူတန်းခဲ့ပါတယ်။အဲ့ဒီအချိန်ကြာမှသာသမီးကြီးလေးဖြစ်တဲ့ပြည်သူဒွာကိုပရိသတ်တွေကကြည့်ပြီးတန်တော်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ပြည်သူဒွာလေးကမထင်မှတ်ထားလောက်အောင်ပဲအရက်တွေရှိကကိုလုံးကိုပေါက်တွေထွက်လာပြီးလှပနေတာဖြစ်ပါတယ်။ဒါပေမဲ့မိခင်လောက်မလှဘူးဆိုတဲ့ဝေဖန်ချက်တွေကိုလည်းအမျိုးမျိုးသုံးသပ်နေကြတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ရဲလီမာကတကယ်တော့ပြည်သူဒွာလေးကတကယ်ကိုချစ်ဖို့ကောင်းပါတယ်။ခလေးဆိုတာကအဖြူတယ်ဆိုတော့ဖြူဖြူစင်စင်ပါပဲ။အခုလိုမျိုးအရွယ်ရောက်လာတဲ့အချိန်မှာဓာတ်ပုံလေးတွေမြင်လိုက်ရတာတော့မှတော်တော်လေးချစ်ဖို့ကောင်းနေတဲ့ဒါဖေးမေးတို့ရဲ့ချစ်ချင်းဖေးရဲ့ချောတာနဲ့မေးရဲ့လှတာတွေအားလုံးပေါင်းပြီးဒီကလေးလေးမှာအခုလိုမျိုးရှိတာကကံကောင်းခြင်းတစ်ခုပါပဲလို့ပြောပါတယ်။နောက်ပြီးရဲလေးမအနေနဲ့ပြည်သူဒွာလေးရဲ့ရုပ်ရည်လေးကအေးချမ်းပြီးအပြုံးလေးတွေကတော်တော်ချစ်ဖို့ကောင်းတာကြောင့်မင်းသမီးဖြစ်မယ်ဆိုရင်လည်းအောင်မြင်နိုင်ပါတယ်လို့ပြောပါတယ်။သူ့အနေနဲ့တော့အခုချိန်မှာဝေဖန်မှုတွေမပြုတ်လောက်နိုင်သေးဘူးဆိုပေမဲ့တကယ်ကိုနာမည်ကျော်ကြားတဲ့အမှုပညာရှင်နှစ်ဦးကမွေးဖွားလာတဲ့သားသမီးဖြစ်တာကြောင့်အမှုပညာအလုပ်တွေကိုလုပ်မယ်ဆိုရင်လည်းနေရာတစ်ခုထိတော့တည်ကြပေါက်ရမှာဖြစ်တယ်လို့ပြောပါတယ်။နောက်ပြီးပရိသတ်တွေတော်တော်များများကပြည်သူဒွာလေးကိုချစ်တယ်ဆိုတာကလည်းသူ့မှာချစ်မွေးပါလို့အခုလိုအချစ်ခံနေရတာပါဒီလိုအချစ်ခံနေရတယ်ဆိုတာကလည်းခလေးရဲ့ကံကောင်းခြင်းတစ်မျိုးပါပဲလို့ပြောပြလာတာပါသူအနေနဲ့ငငယ်တုန်းကတော့ပြည်သူဒွာလေးနဲ့တရင်တနည်းရှိခဲ့တဲ့ရုပ်ရှင်ရိုက်ကူးရေးတွေမှာအမြဲတမ်းဆိုသလိုတွေ့ခဲ့ရတယ်ဆိုပေမဲ့အခုနောက်ပိုင်းမှာတော့လူချင်းတွေ့ဖို့ခက်ခဲလာတာကြောင့် online ကနေပဲတွေ့လာခဲ့ရတယ်နောက်ပြီးအခုလိုဓာတ်ပုံလေးတွေတွေ့ရတဲ့အချိန်မှာလည်းတော်တော်လေးကိုချစ်စရာကောင်းလို့အံ့ဩနေမိပါတယ်လို့ပြောပြလာခဲ့ပါတယ်ပြည်သူဒွာလေးကအခုချိန်မှာစေကျော်သက်အရွယ်ရှိပြီးလူရှိသူရှိကိုတော့တိတ်မထွက်ပါဘူးမိခင်ရဲ့အုပ်ထိန်းမှုအောက်မှာနေနေတာပဲဖြစ်ပြီးတော့အနေအထိုင်အေးဆေးတည်ငြိမ်လွန်းတာကြောင့်ပရိသတ်တွေကတော့တော်တော်လက်ရှိစေချင်ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ရုပ်ရည်လေးကတနေ့တခြားပိုပြီးချော်မောလှပလာတာကြောင့်တခြားအမှုပညာရှင်တွေရဲ့သားသမီးလိုမျိုးပဲအမှုပညာအလုပ်တွေကိုလုပ်စီချင်တာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောရဲလေးမှပြောသလိုပဲပြည်သူဒွာလေးကရုပ်ရည်ချော်မောလှပလွန်းတာကြောင့်မင်းသမီးတစ်လက်ဖြစ်လာခဲ့မယ်ဆိုရင်အောင်မြင်နိုင်နေဆိုတဲ့စကားပေါ်ဘယ်လိုမှတ်ချက်ပြုကြလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။